အန်ဆုံးပေါက်ပြီးတော့တဖုံးကနာနေတယ်နောက်ပြီးတော့ဒီထွက်လာတဲ့သွားကပါးကိုကိုက်မိပြီးတော့ဒီပါးကလည်းနာနေတယ်နောက်ပြီးတော့ပါးစပ်ကိုဟလို့မရဘူးအဲ့ဒီအခြေအနေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတော့အဲ့ဒါကအခုတစ်ချက်ကြုံတွေ့နေရတာဟာလေးပေါ့နော်အဲ့ကြောင့်အခုရပ်ပိုင်းဗီဒီယိုလေးလည်းမတင်ပြဘူးဆိုတော့အဲ့ဒီအကြောင်းလေးကိုလေ့လာကြည့်အောင်နော် vocab လေးတွေနဲ့ဘယ်လိုလေးတွေသုံးပြီးတော့ပြောမလဲဆိုတာကိုဒီဗီဒီယိုလေးမှာလေ့လာကြမယ်နောက်ပြီးရင်အဲ့လိုဖြစ်တဲ့အခါကျရင်သူများရဲ့ဥပမာတော့တခုခုယောဂတခုခံစားနေရတယ်ဒါမှမဟုတ်ရင်တခုခုပေါ့နော်ဖြစ်တဲ့ဟာကိုကိုကအကြံဉာဏ်ပေးခြင်းရင်ဘယ်လို phrase လေးတွေဘယ်လို expression လေးတွေကိုသုံးပြီးတော့ပြောရမလဲဆိုတာကိုလည်းဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာတစ်ချက်ကပြောသွားပေးမယ်အဲ့တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးအောင်နော်ပထမဦးဆုံးအန်ဆုံးကိုပြောမယ်အန်ဆုံးက wisdom tooth okay ဒါဆိုတဖုံးကရောတဖုံးက gum okay ဒါဆိုရင်ရောင်ရမ်းတော့ swollen နားတယ် heart ကိုက်မိတယ် bite ဒါဆိုရင်ပါးစပ်ကအကျယ်ကြီးဟာလို့မရဘူးကျယ်တာက wide ပါးစပ်ဟာတယ်ဆိုတော့ open okay အဲ့တော့ဒီစကားလုံးလေးသုံးပြီးတော့တစ်ချက်ရဲ့ယောဂအခြေအနေလေးကိုခုနကသွားနာတဲ့အခြေအနေလေးကိုပြပြပေးမယ် My wisdom tooth is coming in and my gums are swollen. It feels like I am biting the inside of my cheek and it hurts. And I can't open my mouth wide. ကဲဒါဆိုရင်ဒီလိုအခြေအနေကိုဘာလေးတွေလုပ်ရမလဲဆိုပြီးတော့အကြံဉာဏ်ပေးခြင်းတဲ့အခါမှာခြေတို့ဘလို့ phrase လေးတွေသုံးပြီးတော့ဘလို့ expressions လေးတွေကိုသုံးပြီးတော့ပြောမလဲဆိုတာကိုဆက်ပြီးတော့ပြောသွားပေးမယ် It is important to rinse your mouth with warm salt water or mouthwash after eating or 2 or 3 times a day. It is important to take painkillers if needed. Don't forget to maintain good oral hygiene.